Hello အားလုံးပဲမင်္ဂလာပါညီကိုတို့ကျွန်တော်ရဲ့ဆရာဖြိုး VM teaching ကနေညီကိုအားလုံးကိုပြန်နေကြရပါတယ်ကျွန်တော်တို့အခုဒီနေ့ကတော့ကျွန်တော်20ရက်နေ့ပေါ့နော်20ရက်နေ့4လပိုင်း2025ကျွန်တော်ဒီဒီနေ့ကူရဲ့ကျွန်တော်တပွဲကောင်းလေးလာပြီးတော့ယူပေးတာပါအဲ့တော့အားလုံးပဲညကတော့ညီကိုတွေစီမပြေကြမလို့ထင်ပါတယ်နော်ကျွန်တော်တို့ 5 star တွေ Mercedes body အားလုံးပဲရကြမလို့ထင်ပါတယ်ကျွန်တော်နှစ်ခွက်ကတော့ကျွန်တော်ကြာသွားတယ်ညီကိုနော်ကျွန်တော်နှစ်ခွက်ကကြာသွားတယ်အဲ့တော့ဒီနေ့ညမှာတော့တပွဲပဲယူပေးတာပါတယ်နော်ကျွန်တော်2 star တွေကတော့နှစ်ပွဲလုံးကြာသွားတယ်ညီကိုတို့နော်အဲ့တော့မတော်ကဆိုရင်ညညီကိုတို့နော်ဘဲကြီးထောင်းကန်တာနော်ထိုက်ပါကျွန်တော်အဲ့တော့ဒီညမှာကျွန်တော်နေ5 star တွေတပွဲပဲရှယ်ပေးတာပါအဲ့တော့ကျွန်တော်ရဲ့ channel ကိုsubscribe လုပ်လေး subscribe လုပ်တာပါနော်ကျွန်တော်ကဆက်လိုက်ကြအောင် share လို့စင်ပြညီကိုရတစ်ချက်လောက် share ပေးထားခဲ့ပါလက်မလေးကြားနေတာပါကျွန်တော်ပုံမှန်ညာတိုင်းလာပြီးတော့တပွဲကောင်းလေးရွေးချက်ပေးမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ညမှာတော့တကွက်ပဲရွေးပေးထားတယ်နော်အဲ့ရောကျွန်တော်ဒီနေ့ညရွေးပေးထားဖို့ကတော့ဘူလော့နာနဲ့အင်တာဘူလော့နာနဲ့အင်တာကျွန်တော်ဒီနေ့ည10:00နာရီခွဲမှာကံမယ်အခုလက်ရှိပေါက်ကြီးကတော့ကျွန်တော်အင်တာမီလန်နဲ့တေးကို level ကိုဆက်ချရှုံးပေးထားတယ်ဂိုးမောင်းချင်းနေတော့နှလုံး50ရှိရှုံးဆွဲနှလုံး50ရှိရှုံးဆွဲပေါက်နေနော်အခုကျွန်တော်ပြောလုံဗီဒီယိုလုံနေ4နာရီခွဲဒီပေါ့4နာရီခွဲ update ကြီးပေါ့နော်အဲ့ကျွန်တော်ဒီဘက်မှာပါလိုက်ကြိုက်တယ်ဆိုတော့အခုကဘူလော့နာနေနဲ့ကျွန်တော်တို့အစင်ကမှာနော်ယူဗီတက်နဲ့2မှတ်ပဲကွာတယ်ယူဗီတက်နဲ့2မှတ်ပဲကွာတယ်အင်တာနေနဲ့အဆင့်တက်နော်နာပိုလီကတပွဲပိုကစားထားတယ်ကျွန်တော်ရမကတူတူပဲနော်အဲ့ရောဒီဘက်မှာကျွန်တော်နေနဲ့အင်တာတို့နိုင်သွားမယ်ဆိုရင်တော့ကျွန်တော် Z1 နော် Z1 ဒီလောက်ပဲနော် Z1 ကျွန်တော်1 C တောင်ဖြစ်နိုင်တယ်နော်အားကြောင့်မို့ကျွန်တော်ဒီဘက်မှာကျွန်တော်နေနဲ့ရွေးချယ်ရှင်တော့ကျွန်တော်အကြိုက်ဆုံးရွေးချယ်ချက်ကတော့ကျွန်တော်အင်တာကိုအောက်ကြိုက်ပါတယ်နော်အင်တာကိုအောက်ကြိုက်တယ်ညီကိုတို့အားလုံးပဲကြိုက်ရှင်းတွေ့ညီကိုရိုက်တင်ထိုးလို့ရပါတယ်เนาะကျွန်တော်ဒီညအတွက်အင်တာကိုဟော5 star တင်နေရွေးပေးတာပါကျွန်တော်နောက်တစ်ခုကညပိုင်းကျွန်တော်ညပိုင်း7 နာရီလောက်9 နာရီလောက်ကြေးလေး update ထွက်လို့ရှိရင်ကျွန်တော်ကြိုက်တဲ့တပွဲထပ်ပြီးရှိလို့ရှိရင်ကျွန်တော် Telegram channel မှာတင်ပေးထားပါမယ်အဲ့တော့ကျွန်တော်เนาะ Telegram channel မှာတင်ပေးထားပါမယ် share လို့အဆင်ပြေညီကိုက share ပေးတော့ခဲ့ပါเนาะအဲ့တော့ comment မှာတင်နေတဲ့ဆို okay လေးတယောက်ချက်တီးမှတ်ပြီးတော့ခဲ့ကျွန်တော်ဒီနေ့ညအတွက်5 star တပွဲပဲထုတ်ပေးထားပါတယ်ညကကျွန်တော် share ပြီးတော့2 star တွေနောက်ပွဲထုတ်ပေးလိုက်တာပေါ့เนาะတကယ်တော့အားရတိတ်ပြီးတော့မသေးချပါဘူးညအောင်မတော့ကဆိုလို့ရှိရင်ကျွန်တော်နော်အမေရိကဆိုအနည်းဆုံး4ခုလောက်ထိသွားတင်နေဖို့အဲ့ဘက်ကနော်ဘေးတကြီးထောင်းခန်းနေရအားလုံးပဲဒါတော့ကျွန်တော်ညောင်းကတော့5 star day Mercedes တပွဲပဲရှာလိုက်ကြပါနော်အဲ့တော့ကျွန်တော်ဒီညမှာတပွဲပဲထုတ်ပေးထားတယ်5 star day အင်တာကိုဟုတ်ကြိုက်ပါတယ်နော်အဲ့တော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကို share လို့ဆင်ပြီး share ပေးထားကြပါဦးကျွန်တော်ဗီဒီယိုတွေကတိုးလေးပဲလုပ်မယ်နော်အခြေကြီးဆိုလို့ရှိရင်ကျွန်တော်တင်ရတာကြားလို့ပါအားလုံးပဲကျေးဇူးများတင်ပါတယ်